တက်မတော်ဟာနှစ်ပေါင်း80လုံးလုံးဒါတက်မတော်ဟာပြည်သူလူထုနဲ့တားရရှိခဲ့တဲ့အတွက်ကြောင့်မလို့ပြည်သူနဲ့တက်မတော်ဟာဘလို့မှခွဲမရအောင်သူတို့ထင်တာတက်မတော်တီးခြားအဖွဲ့အစည်းလို့ထင်တာမှန်တယ်တက်မတော်နဲ့အမျိုးတော်တဲ့သူတိုင်းကတော့တက်မတော်ခေါင်းဆောင်အဆင့်ဆက်လောက်ခဲ့တာတွေကိုကြိုက်နေတာမျိုးမဟုတ်ဘူးလက်ရှိတက်မတော်ထဲမှာနေနေတဲ့သူတွေအကုန်လုံးဟာလည်းတက်မတော်အဆင့်ဆက်ကလောက်ခဲ့တာတွေကိုမှန်ပါတယ်ဆိုပြီးမျက်စိစုံမိတ်ပြီးတော့ဒါယုံကြည်နေတာမျိုးမဟုတ်ဘူးခေတ်ဆက်ဆက်လက်နက်ကင်တွေကမြန်မာနိုင်ငံကိုပိုင်းစိတ်ပြီးတော့ပြည်ထောင်စုပြိုကွဲအောင်လုပ်ဖို့ကြိုးစားနေကြတာပြည်ပနိုင်ငံတွေဟာလည်းအထူးသဖြင့်အိန္ဒိယနိုင်ငံဖြစ်တဲ့တရုတ်တို့ဘာလို့ဆိုတာလဲဒီမြန်မာနိုင်ငံရဲ့နယ်နိမိတ်တွေကိုတိမ့်ပိုက်ဖို့ကိုအချိန်တိုင်းအခါတိုင်းအခွင့်ကောင်းစောင့်ဆိုင်းနေကြတာပြီးတော့ဒီရခိုင်မြောက်ပိုင်းကကိစ္စတွေဒီကိစ္စတွေကိုမြန်မာနိုင်ငံမှာရှိရဲ့ဘယ်လက်နက်ကန်ရမှမဖြေရှင်းနိုင်ဘူးတက်မတော်ကလွဲရင်ဘယ်လက်နက်ကန်ရမှမြန်မာနိုင်ငံကိုအခုအုပ်စီးမပြတ်သွားနိုင်အောင်လှုပ်ဆောင်နိုင်ခဲ့တာမရှိဘူးဟုတ်ပြီဒီအင်္ဂလိပ်ကိုတော်လှန်ခဲ့တာလဲ BIA เนาะ BDA နောက်ပြီးတော့တရုတ်ဖြူကိုတော်လှန်ခဲ့တာလဲတရုတ်ဖြူကျူးကျော်မှုကိုမောင်းထုတ်နိုင်ခဲ့တာလဲဒီတက်မတော်ပဲတိုင်းသားလက်နက်ကန်ဘောင်းဆောင် KNU တို့ဘာလို့ဆိုလို့ရှိရင်ရန်ကုန်နားထိလာတိုက်တယ်เนาะ KIA ဆိုလို့ရှိရင်လဲအခုဆိုလို့ကြည်ပါလားစကိုင်းထဲထိအကုန်ဝင်ပြီးမှွေနေပြီးတော့ဒါသူတို့ကကိုပိုင်လွတ်လပ်ခွင့်တွေနိုင်ငံတွေပါအောင်ကြွေးကြော်တယ်သူတို့ကအဲ့လိုမျိုးတွေအကုန်လုံးကိုဖြည့်ရှင်းနိုင်တာခါပါတီတွေမဟုတ်ဘူးတက်မတော်ပဲဒါကြောင့်မလို့ပါတီနဲ့တက်မတော်နဲ့အင်လိုင်းဖြစ်ရမယ်အဆင်ပြေရမယ်ဆိုတဲ့အယူဆကိုတက်မတော်မိသားစုဝင်တွေနဲ့နိုင်ငံကိုချစ်တဲ့သူတွေကသိတယ်အဲ့ဒါတွေကိုဒလန်တစိတ်ကအမျိုးမျိုးလှုပ်ကြံတက်ဖြတ်အဲ့လိုလုပ်ခဲ့တာအဲ့တော့တက်မတော်ကိုချစ်ပြီးတက်မတော်ချစ်တယ်ဆိုတိုင်းဟိုပါတီဟိုအဖွဲ့အစည်းကိုမုန်းတယ်ဆိုတာမျိုးမဟုတ်ဘူးအမျိုးသားရေးသမားတွေကအမျိုးသားရေးသမားတွေကိုဗာတစိတ်ကလဲဆိုလို့ရှိရင်ဒါဟိုဘောမာတယ်လို့เนาะအမျိုးသားရေးသမားတွေအကုန်လုံးအစွန်းရောက်တယ်ဆိုတဲ့စိတ်တွေတက်ခံရတယ်တကယ်ကြရင်အမျိုးသားရေးသမားတွေဆိုတာကပါတီမဟုတ်ဘူးအမျိုးသားရေးသမားတွေကလည်းတက်မတော်နဲ့အချိန်တိုင်းအဆင်ပြေခဲ့တာမျိုးမဟုတ်ဘူးအမျိုးသားရေးသမားတွေဆိုတာကမြန်မာနိုင်ငံရဲ့ဒီအမျိုးဘာသာသာသနာတော်ကိုကူညီတဲ့အဖွဲ့အစည်းကိုထောက်ခံမယ်အဲ့အမျိုးဘာသာသာသနာကိုထိခိုက်အောင်ပျက်စီးအောင်လုပ်တဲ့အဖွဲ့အစည်းဆိုလို့ရှိရင်တို့စန့်ကျင်မယ်အဲ့တော့တို့လည်းထိခိုက်ခံစားခဲ့ရတာတွေအများကြီးဒီမှာ NLD လက်ထက်မှာဆိုလို့ရှိရင်လည်းဒီမှာအမျိုးဘာသာသာသနာအဖွဲ့အစည်းကိုဖျက်သိမ်းပစ်တာမျိုးတွေနောက်ပြီးတော့ဒီအဲ့အင်းစိတ်ရွာမဆရာတော်ကြီးကိုကန့်တက်တာချုပ်ချယ်တာမျိုးတွေလုပ်ခဲ့တယ်လို့စေအစိုးရခေတ်တုန်းကလည်းအင်းစိတ်ရွာမဆရာတော်ကြီးကိုထောင်ချခဲ့တာဦးတန်းရွှေတို့ခေတ်တုန်းထောင်မှချခဲ့တာအဲ့တော့ဒီအမျိုးဘာသာသာသနာဆိုတဲ့ခီးတစ်ခုကိုရှောက်လန်းခဲ့ရတာလွယ်ကူတဲ့ခီးမဟုတ်ဘူးအခုဆိုဆရာတော်ကြီးကိုဘုံမတိဘာမတိနဲ့ဆဲတယ်သူတို့အဖြစ်ဘာမှအဖြစ်ရှိအောင်လုပ်ခဲ့တာမျိုးမဟုတ်ဘူးဒီဆရာတော်ကြီးတွေဟာနိုင်ငံတော်အစိုးရနဲ့တချိန်ချင်းတော့ဆန့်ကျင်ဘက်တွေဖြစ်ပြီးတော့နိုင်ငံတော်ကောင်းအောင်ကောင်းကျိုးတွေထောက်ပြခဲ့တာရှိတယ်ဒီမှာတီတကူဆရာတော်ဆိုရာဇောဝါဒတုတ်တို့ဧကရမင်းကြီးရဲ့ဘဝဏီကုန်းတို့ဒီလိုတရားတော်တွေဟောပြောပြီးတော့ဒီရှင်ဘရင်ကိုတက်မှတ်ပေးခဲ့တာအဲ့တော့အမြဲတမ်းဟိုဒီတန်ခါအဖွဲ့အစည်းတွေဟာတက်လာတဲ့အစိုးရတိုင်းတွေကအင်လိုင်းဖြစ်နေတာမျိုးမဟုတ်ဘူးတချို့ဆရာတော်ကြီးတွေဆိုလို့ရှိရင်အများကြီးကိုဒါဒုက္ခရောက်တော့တာရှိတယ်ဒီဟာတွေကိုကိုချင်းမစားဘူးခုတက်တော်ရွယ်တော်ကြီးနေတဲ့ဆရာတော်ကြီးတွေဟာဒီကိစ္စမှာမပါတော့ဘူးဝယ်မပြောတဲ့ဟာတွေကိုအမျိုးစုံတွေကိုဒီဆရာတော်ကြီးတွေကိုညစ်တီးညစ်ပတ်မမိုက်ရိုင်းနောက်ဆုံးဒီမျိုးရံအောင်သိဆိုလို့ရှိရင်အသက်အန္တရာယ်ပါချင်းချောက်တဲ့စကားတွေပါပြောခဲ့တယ်ဆိုတော့ဒီလိုမျိုးရုပ်မှာအောက်တန်းကြတဲ့အတွက်ကြောင့်တန်ခါကိုစော်ကားတဲ့အတွက်ကြောင့်ဖျားတရားတန်ခါကိုစော်ကားတဲ့အလှလို့ရှိရင်လည်းနှောက်ယှက်တယ်တချင်းဆိုရင်လည်းနှောက်ယှက်တယ်ပြည်သူလူထုရဲ့လုတ်ပိုင်ခွင့်မှန်သမျှကိုချုပ်ချယ်နှောက်ယှက်နေတဲ့အတွက်နောက်ဆုံးသူတို့ပဲကောင်းစားကြီးပွားသွားတဲ့အတွက်ကြောင့်မို့လို့ပြည်သူလူထုကနောက်ဆုံးသူတို့စိတ်ပြက်ပြီးကြောက်ခိုင်းသွားတာ